ရှေးလွန်လေပြီးသောအခါဗာရာဏသီပြည်နှင့်မနီးမဝေးအရပ်၌မိကန်းတစ်ဖက်တစ်ချက်မှာတငါရွာနှစ်ရွာရှိခဲ့ပါတယ်။ထိုမြစ်ဤကန်းတစ်ဖက်စီ၌တငါရွာတစ်ရွာစီရှိကြလေသည်။ထိုရွာနှစ်ရွာမှတငါအကြီးကဲနှစ်ဦးတို့သည်မိမိတို့၌သားနှင့်သမီးအသီးသီးဖွားမြင်လာပါကအချင်းချင်းလက်ဆက်ပေးရန်ဂတိပြုထားကြလေသည်။ထိုနောက်တစ်ဖက်ရွာကအကြီးအကဲတငါသည်မှဒူကူလအမည်ရှိသောသားတစ်ယောက်ကိုဖွားမြင်လေ၏။ကြံတငါအကြီးအကဲကမူပါရိကအမည်ရှိသောသမီးတစ်ယောက်ကိုဖွားမြင်လေသည်ဒူကူလာနှင့်ပါရိကတို့သည်မြမာပြည်မှဆင်းသက်လာသူများဖြစ်ကြသည့်အလျောက်တငါမျိုးတွင်မွေးဖွားလာခဲ့ရတော့လေအသက်သက်ချင်းတတ္တဝါကိုနှင်းစေခြင်းစသည့်အကုသိုလ်အလုံးများကိုလုံးဝမပြုလုပ်ကြပြီသို့တော့မိဘများ၏ဂတိပြုချက်အရအရွယ်ရောက်လာသောအခါသူတို့နှစ်ယောက်ကိုထိမ်းမြားပေးလိုက်ကြတယ်မိဘတို့ရဲ့ဂတိအတိုင်းလက်ထပ်ပြီးခဲ့ကြပြီမြင့်ဒူကူလာနှင့်ပါရိကတို့ဟာကိလေသာအမှုတွေကိုမလိုလားကြဘဲတန်ရှင်းစင်ကြေစွာအတူနေထိုင်ခဲ့ကြပါတယ်။အကုသိုလ်အလုပ်တွေကိုမလုပ်ချင်တာကြောင့်မိဘတွေရဲ့အပြစ်တင်ခြင်းကိုခံရတဲ့အခါဒူကူလာနဲ့ပါရိကတို့ဟာတန်တရာဝတ်ကလွတ်ကင်းဖို့အတွက်ရဟန်းပြုခွင့်တောင်းပြီးတောထွက်လာခဲ့ကြပါတော့တယ်။ဒူကူလာနဲ့ပါရိကတို့ဟာဝမ်းမြောက်စွာနဲ့ပဲဂင်္ဂါမြစ်ထဲစည်းဝင်နဲ့မိဂတမ္မတာမြစ်အတိုင်းဆန်တက်ပြီးဟိမဝန္တာတောနက်ထဲကိုဝင်ရောက်ခဲ့ကြပါတယ်။ထိုအချိန်တွင်တာဝတိန်မာနတ်ပြည်၌တကြားမင်းဤပန္တုကမ္မလာများကြောက်ဖြာသည်ရုတ်တရက်ပူပြင်းမာကြောလာသဖြင့်တကြားမင်းလည်းအကြောင်းစုံကိုဆင်ခြင်ကြည့်လျင်ဒူကူလာနှင့်ပါရိကတို့တောထွက်လာသည်ကိုသိမြင်ရလေသည်အဲ့ဒီအချိန်မှာတကြားမင်းဟာသူတို့အတွက်ဝိသကြုံနတ်သားကိုစီးလို့ပြီးကြောင်းသိန်းခန်းနဲ့ရဟန်းပရိခရာတွေကိုဖန်ဆင်းပေးခဲ့ပါတယ်ဝိသကြုံနတ်သားလည်းအဆောင်အယောင်ပြေဝသောကြောင်းသိန်းခန်းကြာမျိုး၅ပါးတို့ဖြင့်တင့်တယ်လာသည့်ရေကန်အမြဲတီးသောတစ်တီးပင်များတင်ကန်အိုခွက်စသည့်ပရိခရာအားလုံးကိုဖန်ဆင်းပေးပြီးဤအရက်၌ယတိယဟန်တို့အလိုရှိသမျှသုံးဆောင်နိုင်စေတည်းဟုကံပြီးထိုးခဲ့လေသည်ဒူကူလာနှင့်ပါရိကတို့ထိုကြောင်းတင်းထန်းသို့ရောက်သောအခါခါဝပစိုးကိုစွန့်ပစ်ကရောတေတင်ခန်းကိုဝှေ့ယုံပြီးစံချစ်ကိုထုံးလျက်ယတိအဖြစ်ခံယူကြလေသည်ထို့နောက်ပြမစုကမ္မထမ်းကိုပွားများကတမျက်လှဲခြင်းတောက်ရည်သုံးရည်တေဆောင်ခြင်းတတိတမျက်ရှာဖွေခြင်းတို့ဖြင့်ပါရမီကိုဖြည့်ကျင့်ကြလေသည်တနေ့တော့တကြားမင်းကိုယ်တိုင်လာရောက်ခစားရင်ယတိနှစ်ပါး၏အနာဂတ်ကိုကြည့်လိုက်ရာနောင်အခါဤယတိနှစ်ပါးတို့သည်မျက်စိအလင်းကွယ်ကြလက်တံဟုသိမြင်မိလေသည်ထိုအခါယတိနှစ်ပါးအတွက်အလုတ်အကျွေးပြုမိသားသမီးလိုအပ်နေသည်ကိုစင်ကြင်မိသဖြင့်ဒူကူလာအားတင်ဤစနီပါရိက၏ချက်ကိုလက်ဖြင့်စမ်းတပါဟုပြောလေသည်ဒူကူလာလည်းလိုက်နာလေ၏ထိုအခါပါရိကသည်တန်တီတီ၍အချင်းကုန်လက်သောသူဝန္နတာမအမည်ရှိသောသားတစ်ယောက်ကိုဖွားမြင်လေသည်ထိုသူဝန္နတာမသည်မွေးစားကပင်ရွှေရောင်အစင်းရှိပြီးသည်ကြီးလာသောအခါမိဘနှစ်ပါးကိုအလွန်ယူသည်လေးစားလှ၏တနေ့တွင်ဒူကူလာနှင့်ပါရိကတို့သည်တတိရှာဖွေရန်ထွက်သွားစဉ်မိုးကြီးရွာသွန်းလေသည်လန်ခရီးရှိတစ်ပင်တပင်အရင်အောက်တောင်းပူပေါ်တွင်မိုးခိုနေကြရင်ယတိနှစ်ပါး၏ကိုမှချွေးများနှင့်မိုးရီဆက်တို့သည်တောင်းပူခေါင်းတွင်သို့စီးဝင်လေသည်ထိုတွင်ရှိမွေဟောက်ကြီးသည်ဒေါသထွက်ကအစိတ်အမွေကိုမှုတ်ထုတ်လိုက်ရာဒူကူလာနှင့်ပါရိကတို့သည်မျက်စိလုံးဝကိုယ်ချရရှာလေသည်သူဝနာတာမသည်မိဘများပြန်မလာသဖြင့်လမ်းအတိုင်းလိုက်ရှာ၍တောင်ပိုးသို့ရောက်လျင်မိဘနှစ်ပါးမျက်စိကွယ်လျက်တွေ့ရရှာသည်တားဖြစ်သူသည်မိဘမျက်စိကွယ်ရခြင်းအတွက်ဝမ်းနည်းငိုကြွေးပြီးတစ်ဖက်တွင်မိဘများကိုမိမိတလှဲ့ပြုစုလုပ်ကြွေးရမည်အတွက်ဝမ်းမြောက်စွာလဲရေမောလေသည်ထို့နောက်မိဘနှစ်ပါးကိုတောင်ပို့မှကြောင်းတင်ခန်းသို့ပင့်ဆောင်ကထိုနေ့မှစ၍သူဝနာတာမသည်မိဘ၏ဝူကြီးဝူငယ်မှန်သမျှကိုညီးတွားခြင်းမရှိလုပ်ကြွေးပြုစုလေသည်သူဝနာတာမသည်နေ့စဉ်တစ်သီးရှာဖွေရန်ထွက်သောအခါတမင်များခြံရန်ကလိုက်ပါလိရှိ၏ကင်ဒရာကင်ဒရီတို့ကလည်းတစ်သီးကြီးငယ်ကိုခူးယူ၍ပေးလိရှိကြသည်သူဝနာတာမသည်ရရှိသောတစ်သီးတို့ကိုဥစွာမိဘနှစ်ပါးအားကျွေးမွေးပြီးမှကြံရှိသောအသီးကိုမိမိစားလိရှိပြီသည်ထိုချိန်ခါ၌ဗာရာဏသီပြည်၌ပီလီယက္ခအမည်ရှိသောမင်းတစ်ပါးဆံမြန်းနေတော်မူ၏ထိုမင်းသည်တမင်သားကိုအလွန်အမင်းတတ်မှတ်သူဖြစ်၏တနေ့တွင်မင်းကြီးသည်တိုင်းပြည်ကိုမိဖုရားအားအနှင်းကလက်နက်၅ပါးစလုံးဆွဲကင်၍ဟိမဝန္တာတော်သို့ဝင်ရောက်ပြီးတမင်များကိုလိုက်လံပစ်ခတ်စားတော့လေသည် ထ
ထိုနေ့တွင်တမင်ချီယာကိုလိုက်ရင်းမိကသမတာမြစ်ကမ်းသို့ရောက်ရှိလာ၏ပီလိယခမင်းသည်တစ်ခတ်အုံမချောင်းမြောင်းကြည့်ရှုနေစဉ်သူဝနာတာမတမင်အပေါင်းခြံရံလျက်ရေအိုးထမ်းပြီးမျက်စိသို့ဆင်းသက်လာသည်ကိုမြင်တော်မူရလေသည်ထိုအခါမင်းကြီးသည်လူလောနတ်လောနဂါလောခွဲခြားမသိနိုင်အောင်အံ့ဩတုန်လှုပ်သွားမိ၏တီလိုစိတ်ပြင်းပြလာသဖြင့်ဥစွာအားနှဲအောင်ဖြစ်ရန်ကြံစီမိလေသည်သူဝနာတာမသည်ရေချိုးပြီး၍တင်ကန်းဝစ်လျက်ရေအိုးကိုလက်ဝဲပခုံးပေါ်တင်၍ကမ်းပေါ်သို့တက်လာသောအခါမင်းကြီးသည်အစိတ်လူးများဖြင့်တာမ၏လက်ရနံပါးကိုပြစ်လိုက်လေသည်များသည်တစ်ဖက်နံပါးမှထွက်သွားလေရှာသည်သို့သောသူဝနာတာမသည်ပြင်းထန်လာသောဝေဒနာကိုတီးခံကာရေအိုးကိုမြဲမြဲကင်ထားပြီးတဲများကိုတာ၍တိချစွာချထားလေ၏ထို့နောက်မိဘများရှိရာအရက်ကိုဦးခေါင်းပြုလျက်လှဲချလိုက်ပြီးခံတွင်းမှသွေးများထွေးထုတ်ကငိုကြွေးမိတမ်းလေ၏ဤတော်၌ငါဤရန်သူလည်းမရှိငါအသားသည်လည်းစားကောင်းခြင်းမရှိအရည်သည်လည်းအကျိုးမရှိပဲအပေးကြောင့်များဖြင့်ပြစ်ခတ်ရပါသည်နီးတဲ့ထိုအတန်ကိုကြားတော့မင်းကြီးသည်အနီးသို့ချင်းကပ်လာပြီးငါသည်ကာတိယပီလိယခမင်းဖြစ်၏တမင်ကိုပြည့်ရန်ကြံရာတင့်ကိုမြင်သောအခါတမင်ထွက်ပြေးသဖြင့်အမျက်ထွက်၍ပြစ်မိသည်ဟုလိမ့်လေပြောဆိုလေသည်သို့တော့သူဝနာတာမကဤတော်၌ကျွန်ုပ်ကိုမြင်၍ထွက်ပြေးသောသားသမီးဟု၍မရှိပါကိန္ဒရာတို့ပင်ဝမ်းမြောက်စွာလိုက်ပါကြပါသည်ဟုပြန်လည်ဖြေဆိုလေသည်ထိုအခါမင်းကြီးသည်လင်၍မရတော့ကြောင်းသိသဖြင့်ဒေါသဖြင့်ပြစ်မိကြောင်းဝန်ခံလေ၏ထို့နောက်သူဝနာတာမမိသူအတွက်ရေခတ်ရသည်ကိုမေးလျင်သူဝနာတာမကကျွန်ုပ်၏မိဘနှစ်ပါးမှာမျက်မမြင်ဖြစ်၍သူတို့အတွက်ရေခတ်ရခြင်းဖြစ်ပါသည်ကျွန်ုပ်မရှိလျင်သူတို့မှာအားကိုးရမေး၍တော၌လှဲ့လေသွားလာနေကြရတော့မည်ဟုငိုကြွေးလေသည်မင်းကြီးသည်သူဝနာတာမ၏သူတော်ကောင်းစိတ်ထားမြင့်မြတ်ပုံကိုသိရှိရသောအခါကြီးစွာသောနောင်တဖြစ်မိ၏ငါသည်သူ၏မိဘများကိုကိုယ်တိုင်လှုပ်ကြွေးပါမည်ဟုကတိပြုကာရသေးနှစ်ပါးရှိရာကြောင်းတင်းခန့်ကိုတွားရောက်လေသည်တူကူလာနှင့်ပါရီကားတို့သည်တားသူဝနာတာမများသိ၍လဲလျောင်းနေသောနေရာသို့ရောက်သောအခါတား၏ခေါင်းရင်းနှင့်ခြေရင်းတွင်ဝက်ကာသစ္စာအဋိဌံပြုကြလေသည်တူကူလာကသူဝနာတာမသည်ရှေး၌ကုသိုလ်ကောင်းမှုကိုပြုခဲ့၏မိဘတို့ကိုရိုသေလှုပ်ကြွေး၏သစ္စာရှိ၏ဤမှန်သောစကားကြောင့်တား၏များစိတ်ပျောက်ကင်းပါစေဟုဆုတောင်း၏ပါရီကားကလည်းငါတို့သားကိုအသက်ထက်ချစ်၏ငါတို့တွင်ကောင်းမှုကုသိုလ်ရှိ၏ဤသစ္စာကြောင့်ငါသားအသက်ရှင်ပါစေဟုဆုတောင်း၏ထို့အပြင်ရှေးဘဝကသူဝနာတာမ၏မိခင်ဖြစ်ခဲ့ဘူးသောဘဟုတုံတရီနတ်သမီးကလည်းကောင်းကင်မှဆင်းသက်၍ငါသည်သူ့အားချစ်တော်မိခင်ဖြစ်ဖူး၏ထို့ကြောင့်ဤသူအသက်ရှင်ပါစေဟုသစ္စာပြုလေ၏ထိုအခါသစ္စာတရားတို့၏အာနုဘော်ကြောင့်သူဝနာတာမ၏များစိတ်သည်လုံးဝပျောက်ကင်းသွားပြီးသူဝနာတာမအသက်ပြန်ရှင်လာလေ၏ထိုမယားကဒူကူလာနှင့်ပါရီကားတို့၏မျက်စိလည်းပြန်လဲအလင်းရရှိကြလေသည်အာလုံးဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်သူဝနာတာမသည်ပီလိယခမင်းကြီးအားတရားတော်ကိုဟောကြားရာမင်းကြီးလည်းတရားဖြစ်ပေါ်ကဗာရာဏသီပြည်သို့ပြန်လေကကောင်းမှုကုသိုလ်များကိုပြုလုပ်ပြီးအသက်ထက်ဆုံးမွေ့လျော်စွာနေထောင်တော်မူလေ